ဒါမှမဟုတ်ဖြစ်နေပြီအဖွေးတီချာရဲ့လည်းကောင်းကောင်းမတွက်နိုင်သေးဘူး ဆရာမဒါဘိုင်းစားနေလို့ ကောင်းပြီဒါဆိုဆာမွေးမှာမင်းနဲ့နေရှိရဲ့တီချာလည်းဘယ်ကိုတွက်ခိုင်းလဲအဲ့ဒါမှရင်တော့သွားစားလိုက်ရပြီ ဟုတ်ဆရာမ 5h minus 7 equal to 3h plus 9ပုတ်စာလေးရဲ့တိတ်မကတ်ပါဘူးကွယ် ဟုတ်ကဲ့ပါဆရာမ ပြီးပြီလား ဟုတ်ဆရာမဖြည့်ရှိရပါဗျာ ဟဲ့ဒီလိုကြတော့တော်လိုက်ကြငါတပည့်လေးရ ဒါပေမဲ့ရန်တိုင်းမှာစီကတွတ်တာလေးဆရာမ အိမ်မဒါမဲ့ကယ်ကူလေတာကကောင်းတယ်မပြီးဘူးနော်ပုတ်စာတော့နေအစင်းစင်းနဲ့နားလည်မှရမယ်နော်ပြီးရင်စောက်ထဲမှာတွက်ပြအောင်တော့ခုတော့သွားစားတော့ ဟုတ်ဆရာမကျေးဇူးပါ ဟ